Hi guys, everyone welcome everybody. Today we will go piazza at Kushi. Got the like I made a little Kushi Luga. Can be a mechanic. You do them. Tomorrow, no? Dar again, Machimi Lova, no? Yeah, Pame. Oh, I saw my pie name, Humpty. Post them up. ဒါလေးဘယ်လိုလုပ်လဲမေးထားတယ်နော်အဲ့ပြောပြမယ်ရှင်းဆုံးအနေနဲ့ဒီကိုဗီဒီယိုတင်မှာဆိုရင်ပေါင်းလေးကိုနှိပ်ပါနောက်ပြီးတော့ရင်ဒီ post တွေကိုနော်ပေါ့နော်လိုက်ပြီးဆိုရင်တော့ဒီမှာ3ခုရှိမယ်ပေါ့နော်ဒီဟာနဲ့လည်းလုပ်လို့ရတယ်ဒါပေမဲ့ဒီဟာကပေါ့နော်ဒီမှာဓာတ်ပုံပါတဲ့အတွက်ကြောင့်မလို့တိတ်တော့အဆင်ပြေဘူးဒီကကျတော့ဒီရဲ့ဒီ3ချောင်းလေးပေါ့နော်3ချောင်းလေးမှာဒီမှာကျတော့ကိုင်းတို့စာလေးပေါ့ကွယ်ဒီမှာလူဒီမှာကျတော့အဖြေရေဦးအမဒီမှာဖိုးထူမှာကျတော့ဆရာမကြီးမိဝမ်းလေးမနေတော့ကန်ရှေလို့ဒီလားရဲမေးလိုက်တော့ငါလည်းဒါမှရပဲဒီမှာမိဝိုင်းတကယ်လို့မရှိတော့ဆိုဒီအောက်ကပေါင်းလေးမှာငါပိန်လို့ပဲရေးလိုက်တယ်မငါပိန်ဒီကောက်ကပေါင်းလေးမှာထပ်နေလိုက်ဆိုရင်မရင်တုပ်ပေါ်အဲ့ဆိုရပါရင်တော့ပြီးတော့ရင်ဒီပေါ်ကကိုမေးချင်တဲ့မေးခွန်းလေးရယ်နောက်ပြီးရင်တော့ဒီနားလေးကပို့ဆိုရဟာလေးကိုခဏလူကန်ပြတော့ကောဖြစ်သွားတူရီထိုးနေတာထားပါတော့ဒါပဲထားပါတော့ပြင်လာဒီပေါ်မှာမေးဦးနော်ဘယ်သူလဲအမဒီ post လေးကအစားကမိမ့်ပဲရှိရကိုလင်းလိုက်တယ်မလားအဲ့လိုလေးနှိပ်လိုက်ခေဒါဆိုတော့ရပါပြီဒီမှာပေါ့နော်မေးထားပါရဲ့ဒီမှာပေါ့နော်ကန်ရအောင်ကိုမေးထားတာပဲဖြစ်ပါတယ်မဘလို့လို့ရလဲမဗီဒီယိုနဲ့တင်ပြပါမယ်သူကကျေးဇူးတင်ပါတယ်ကိုပြန်ပြောထားရပါတော့โอเคဒါကြောင့်မလို့ကန်ရမျှဝေပြရဖြစ်ပါတယ်တင်ပြရပဲဖြစ်ပါတယ်โอเคဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးလောက်ပါဖြစ်ကြည့်ကြလို့အောင်ကျေးဇူးတင်ပါတယ်